တင်းရင်ကငါးကန်တွေကငွေခေါ်ပြီးနေသလားငွေထွက်စေသလားငါးကန်ထားတုံမှုနဲ့ဖုံးရွှေပညာရဲ့လှုပ်ဝက်ချက်များအားလုံးပဲမင်္ဂလာပါ 21st century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ရဲ့အိမ်မှာအလားမွေးငါးကန်လေးတွေထားရှိတတ်ပါသလားပြိုရိုးကဖုံးရွှေပညာမှာတော့ရေဆိုတာကငွေကြေးနဲ့ကြွယ်ဝချမ်းသာမှုကိုကိုစားပြုပါတယ်ဒါကြောင့်အိမ်မှာငါးကန်လေးတွေထားတာကသဘာဝရဲ့စွမ်းရည်တွေကိုအိမ်ထဲကိုဖိတ်ခေါ်ပြီးငွေကြေးလက်လာပတွေကိုအဟုန်တိုးတက်စေနိုင်တဲ့အကောင်းဆုံးသောနည်းလမ်းတစ်ခုပါဒါပေမဲ့သတိထားရမယ့်အချက်ကငါးကန်ကိုနေရာချထားမှုမှားယွင်းနေရင်ဒါမှမဟုတ်စနစ်တကျမထိန်းသိမ်းမှုဆိုရင်တော့ငွေဝင်မဲ့အစားရှိတဲ့ငွေတွေပါရေလိုပဲစီးထွက်သွားတတ်ပါတယ်ဒါကြောင့်သင်ကငါးကန်ကငွေခေါ်ပေးနေသလားငွေထွက်စေသလားဆိုတာကိုဒီဗီဒီယိုလေးမှာအတူတူစမ်းစစ်ကြည့်လိုက်ကြရအောင်ပထမဆုံးအရေးကြီးဆုံးကငါးကန်ရဲ့ location ပါပဲဖုံးရွှေပညာမှာအိမ်တိမ်မှာငါးကန်ထားဖို့ဒါမှမဟုတ်ပစ္စည်းတွေနေရာချထားဖို့အရက်မျက်နှာကိုတွက်ချက်တဲ့အခါအိမ်ရဲ့ခြံဝန်းအကျယ်ကြီးကနေမတိုင်းတာပဲမိမိတို့နေထိုင်မိအိမ်သို့မဟုတ်အခန်းရဲ့အလဲဘိုးအမှတ်ကနေရပ်ပြီးတန်လိုက်အိမ်မြောင်ဖြင့်တိုင်းတာတတ်မှတ်လိရှိပါတယ်ငါးကန်ထားဖို့အတွက်အကောင်းဆုံးနေရာတွေကတော့အရှိတောင်အရက်ဖုံးရွှေဘကမြေပုံအရာဒီအရက်ဟာငွေကြေးနဲ့ကြွယ်ဝမှုကိုစားပြုတဲ့တောင်းဖြစ်လို့ငါးကန်ထားဖို့အတွက်အသင့်တော်ဆုံးပါမြောက်ဖက်အရက်ဒီအရက်ကတော့အလုတ်ကင်တဲ့အောင်မြင်မှုကိုစားပြုပါတယ်ရေဓာတ်နဲ့အလွန်ကိုက်ညီတဲ့အရက်ပါအိမ်ရှိတကားဝင်ပေါက်အနီးတကားကနေဝင်လာတဲ့ကောင်းမွန်တဲ့ချီစွမ်းရည်တွေကိုငါးကန်ကနေဖမ်းယူပြီးအိမ်အနှံ့ကိုလက်ပတ်စီးဆင်းစေပါတယ်လုံးဝရှောင်ကျဉ်ရမယ့်နေရာများအိတ်ခမ်းထဲမှာလုံးဝမထားပါနဲ့အိတ်ခမ်းဆိုတာအေးချမ်းစွာအနားယူရမယ့်နေရာဖြစ်ပြီးရေနဲ့ငါးတွေရဲ့လှုပ်ရှားမှုကအိတ်ဆက်ခြင်းကိုနှောက်ယှက်ပြီးကျန်းမာရေးကိုထိခိုက်စေပါတယ်။မင်းစားခန်းနဲ့မိဖို့ကြောင့်မိတဲ့အားကောင်းသောနေရာတွေမှာလည်းငါးကန်ကိုမထားသင့်ပါဘူး။ငါးကန်ဖုံးရွှေမှာအရေးကြီးဆုံးလှုပ်ဝက်ချက်ကတော့ရေရဲ့ကြည်လင်မှုပါပဲ။ရေဆိုတာငွေဖြစ်တဲ့အတွက်နောက်ကျနေတဲ့ရေအနံ့အသက်မကောင်းတဲ့ရေတွေဟာသင်ရဲ့ငွေကြေးစီးဆင်းမှုကိုလုံးဝပိတ်ဆို့သွားစေပါတယ်။အထူးသဖြင့်ငါးကန်မှန်ပေါင်တွေမှာရေကြိုးတွေဖုံးကြိုးတွေကပ်နေတာရေမျက်နှာပြင်ပေါ်မှာအမြုပ်တွေနဲ့နောက်ကြည့်အလွှာတွေဖြစ်နေတာမျိုးလုံးဝမရှိရပါဘူး။မှန်ကညစ်သေးနေရင်ကောင်းမွန်တဲ့စွမ်းရည်တွေအပြင်ကိုမဖြာထွက်နိုင်တော့ပါဘူး။ဒါကြောင့်တန်လိုက်မှန်တုတ်တန်တွေတဘာဝရှာလက်ကားရဲ့အပျော်စားလေးတွေကိုတုံးပြီးမှန်တွေကိုအမြဲကြည်လင်တောက်ပြောင်နေအောင်တန်ရှင်းရေးလုပ်ပေးပါ။ရေစစ်ဖစ်တာတွေကိုအမြဲလဲလှယ်ပေးပြီးရေကိုအမြဲတန်ရှင်းလက်ဆက်နေအောင်ဂရုစိုက်ပေးခြင်းကငွေကြေးစီးဆင်းမှုကိုအမြဲလန်းဆန်းနေစေပါတယ်။နောက်တစ်ချက်ကတော့ငွေမြူရမယ့်ငါးအရေအတွက်နဲ့အယောင်ပါ။ဖုံးရွှေပညာမှာအကောင်းဆုံးကိန်းဂဏန်းကတော့6កောင်ပဲဖြစ်ပါတယ်။ကျွေရောင်သို့မဟုတ်အနီရောင်8កောင်ကျွေရောင်ဟာစီးစိမ်ချမ်းသာမှုကိုဆောင်ကျဉ်ပေးပြီးရှေ့ကဏန်းကတော့ကြီးပွားတိုးတက်ခြင်းကိုဦးစားပြုပါတယ်။အနက်ရောင်9កောင်အနက်ရောင်9လေးတကောင်ပါဝင်ရခြင်းကတော့အိမ်ထဲကိုဝင်လာနိုင်တဲ့မကောင်းတဲ့စွမ်းရည်တွေအဆိုးအညံ့တွေကိုသူ့စီစုပ်ယူပေးဖို့ absorber အဖြစ်ထည့်သွင်းမွေးမြူရခြင်းဖြစ်ပါတယ်။ဥပမာရွှေ9 8កောင်နဲ့ black moon လို့ခေါ်တဲ့အနက်ရောင်9កောင်တွဲမွေးခြင်းမျိုးဟာအကောင်းဆုံးဖုံးရွှေပါပဲ။အနည်းချုပ်ပြောရမယ်ဆိုရင်တော့အိမ်မှာငါးကန်ကိုနေရာမှန်ကန်ပြီးရေကိုအမြဲကြည်လင်နေအောင်ဂရုစိုက်ထိန်းသိမ်းမယ်ဆိုရင်သင်ရဲ့အတွက်အကောင်းဆုံးငွေခေါ်ပေးတဲ့တန်လိုက်တစ်ခုဖြစ်လာမှာအသေးကြပါပဲ။အကယ်၍ငါးကန်ကညစ်ပတ်နေမယ်နေရာထားတာမှားနေမယ်ဆိုရင်တော့ငွေကြေးယူပေါက်တွေဖြစ်လာနိုင်လို့အခုပဲကိုယ့်ငါးကန်လေးတွေကိုတွားပြီးစစ်ဆေးကြည့်လိုက်ကြပါဦးဒီဗီဒီယိုလေးကမိတ်ဆွေတို့ရဲ့အကျိုးရှိမယ်ဆိုရင် like and share လေးလုပ်ပြီး share ရတဲ့တငယ်ချင်းတွေကိုလင်းကောင်းပါလိုက်ပါဦးအားလုံးပဲကောင်းမွန်တဲ့ဖုံးချွေစွမ်းရည်နေနဲ့အတူအောင်မြင်ပျော်ရွှင်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်